နှစ်ပေါင်း200နီးပါးတက်တန်းရှိခဲ့တဲ့မြမသတင်းစာလောကဟာအခုဆိုရင်ဆယ်စုနှစ်ပေါင်းများစွာနောက်ပြန်ဆုတ်သွားခဲ့ပြီလားကမ္ဘာသတင်းလွတ်လပ်ခွင့်အဆင့်140အထိထိုးဆင်းသွားခဲ့ရတဲ့မြမမီဒီယာတွေရဲ့ကံကြမ္မာဟာတကယ်ပဲသမိုင်းတစ်ပတ်ပြန်လည်ပတ်နေတာလား1962အာဏာသိမ်းပြီးနောက်ပိုင်းဟန်တာဝတီဦးဝင်းတင်တို့လိုသတင်းစာဆရာကြီးတွေထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ဖြစ်ရပ်ဆိုးတွေဟာ2021နောက်ပိုင်းမှာပုံစံတူပြန်ပေါ်လာပါတယ်အရင်ကကြေးမုံနဲ့လှုပ်သားသတင်းစာတွေပဲဖတ်ခဲ့ရတဲ့ခေတ်ဆိုးကြီးတဲ့ကိုကျွန်တော်တို့ပြန်ရောက်သွားပြီဆိုတာဒီစာမျက်နှာတွေကသက်သေပြနေပါတယ်။အွန်လိုင်းသတင်းတွေကိုပိတ်ဆို့ဖို့စ조사နေပေမဲ့ခင်မီနီးပညာတွေကြားမှာသတင်းစီးဆင်းမှုကိုတားဆီးလို့ရနိုင်ပါမလား။ကလောင်ကိုလက်နက်ထက်ကြောက်ခဲ့တဲ့အုပ်ချုပ်သူတွေရဲ့အမှန်တရားအတွက်အသက်ပေးခဲ့ရတဲ့သတင်းသမားတွေအကြောင်းသမိုင်းကဘာတွေသင်ခန်းစာပေးနေလဲ။မြမသတင်းစာလောကရဲ့ရုန်းကန်မှုသမိုင်းနဲ့လက်ရှိရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုဒီကနေ့ဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံမှာဖေဖော်ဝါရီလအာဏာသိမ်းပြီးနောက်ပိုင်းသတင်းမီဒီယာလွတ်လပ်ခွင့်10နှစ်နောက်ပြန်ဆုတ်သွားစေတယ်ဆိုပြီးနယ်စည်းမခြားသတင်းထောက်များအဖွဲ့ကတတိပေးထားပါတယ်။သတင်းထောက်တွေဖမ်းဆီးပစ်ခတ်ရတာတွေရှိလာနေပြီးကမ္ဘာသတင်းလွတ်လပ်ခွင့်ညွှန်းတမ်းမှာလည်းအဆင့်140ရောက်နေတဲ့အတွက်စက်ကြဆင်းဖို့သာများနေပါတယ်။သမ္မတဟောင်းဦးသိန်းစိန်လက်ထက်နိုင်ငံရေးပြုပြင်မှုတွေလှုပ်လာပြီးနောက်ပိုင်းသတင်းမီဒီယာလွတ်လပ်ခွင့်တွေပိုမိုရှိလာတဲ့အတွက်ပုဂ္ဂလိကသတင်းစာနဲ့ရုပ်သံတွေပေါ်ထွက်လာပေမဲ့အခုတော့တဖြည်းဖြည်းရက်တန့်ပြောက်ကွယ်ကုန်ပါတယ်။ဒီလိုသတင်းမီဒီယာလွတ်လပ်ခွင့်စိတ်သုံးလာတာဟာအရင်1962အာဏာသိမ်းပြီးနောက်ပိုင်းပုဂ္ဂလိကသတင်းစာတွေပျောက်ကွယ်သွားတဲ့ဖြစ်စဉ်နဲ့ဆင်တူနေပြီလို့လည်းမီဒီယာလောကသားတွေကြားမှာစိုးရိမ်နေကြပါတယ်။1962နောက်ပိုင်းဒါဇင်နှစ်ရှိတဲ့မြန်မာသတင်းစာတွေရပ်နားကုန်ပြီးအစိုးရထိန်းချုပ်တဲ့သတင်းစာတွေပဲကျန်တော့တဲ့တက်ခေတ်ဖြစ်ခဲ့ပူပါတယ်။အခုလဲအဲ့ဒီခေတ်ကိုအဲ့ဒီအရှုံးမျိုးပြန်ရောက်နိုင်တယ်လို့မြန်မာမီဒီယာနဲ့နိုင်ငံရေးလောကမှာပူပန်နေကြပါတယ်။အနှစ်200ရှိတဲ့သတင်းစာသမိုင်းမြန်မာနိုင်ငံဟာဗြိတိရှလက်အောက်ကျရောက်စလွန်ခဲ့တဲ့အနှစ်200နီးပါးလောက်ကတည်းကမော်လမြိုင်နဲ့စစ်တွေမျိုးတွေကနေသတင်းစာတွေစတင်ထုတ်ဝေတဲ့နိုင်ငံဖြစ်တယ်လို့နိုင်ငံအလယ်ပိုင်းကဘရင်ပိုင်သတင်းစာတွေတောင်ရှိခဲ့မှုတဲ့တိုင်းပြည်ဖြစ်ပါတယ်။ကိုလိုနီစန့်ကျင်ရေးလှုပ်ရှားမှုအစဉ်စဉ်မှာလည်းသတင်းစာတွေရဲ့ခေါင်းဆောင်မှုကထိတ်ဆုံးကပါခဲ့ပြီးသူရိယမြမအလင်းဒီတုံနဲ့ဂျာနဲ့ကြော်စားတဲ့စာနယ်ဇင်းကြီးတွေရဲ့ဩဇာဟာနိုင်ငံရေးလောကအပေါ်ဆူရှာသလိုပြည်သူတွေကြားမှာလည်းကြီးမားပါတယ်။ဒါကြောင့်သခင်ကိုတော်မဥပပေဥပရှိုဥရှိမောင်ဦးထိုးပေစားတဲ့သတင်းစာဆရာကြီးတွေဟာနိုင်ငံရေးသမားတွေအဖြစ်လဲနိုင်ငံတာဝန်ကိုထမ်းခဲ့ကြတာဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးနောက်ပြည်တွင်းစစ်ကြောင့်သတင်းစာလောကကိုချိန်ချောက်တာတွေရှိလာပေမဲ့လည်းလွတ်လပ်မှုအပိုင်းကတော့စစ်တပ်ခေတ်တွေကလို့မဆိုးရွားသေးပါဘူး။နိုင်ငံရေးရှုံလုံးပြင်းထန်လာတာနဲ့အမျှသတင်းစာတိုက်တွေဖျက်ဆီးခံရလာတာနဲ့သတင်းသမားတွေဖမ်းဆီးတပ်ဖြတ်ခံရတာတွေလည်းရှိလာပါတယ်။1958ပထမအကြိမ်တက်ကအာဏာယူပြီးနောက်မှာတော့သတင်းစာဆရာစာရေးဆရာတွေကိုနိုင်ငံရေးသမားတွေနဲ့အတူကိုကျွန်းပို့ထိန်းသိမ်းတာတွေဖြစ်ခဲ့သလိုလူထုနဲ့ကြေးမုံစားတဲ့စစ်အစိုးရကိုဝေဖန်တဲ့သတင်းစာတိုက်တွေရှိတ်ပိတ်ခံရတာတွေဖြစ်ခဲ့ပါတယ်။1960အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နိုင်ငံရေးစီးပွားရေးလူမှုရေးအပြောင်းအလဲတွေကသတင်းလောကကိုရိုက်ခတ်ပြီးမကြုံဘူးတဲ့အပြောင်းအလဲကြီးတွေကြုံခဲ့ရပါတယ်။ဒီထဲမှာသတင်းသမားတွေဖမ်းဆီးခံရတာသတင်းလွတ်လပ်ခွင့်ကန့်သတ်ခံရတာအပြင်ပုဂ္ဂလိကသတင်းစာတွေရှုံငိမ့်သွားတာစစ်အစိုးရကိုထောက်ခံတဲ့သတင်းစာအုပ်စုပေါ်ထွန်းလာတာသတင်းစာဆရာတွေတောခိုသွားတာပြည်ပထွက်ပြေးတာတွေပါဝင်ပါတယ်။အဆိုးဆုံးကတော့သတင်းလောကကိုစစ်ဗိုလ်တွေဝင်ရောက်ကြီးစိုးခဲ့တာဖြစ်ပါတယ်။တော်လှန်ရေးကောင်စီရဲ့ဧည့်သည်တော်များ1962အာဏာသိမ်းပြီးနောက်သတင်းစာဆရာနဲ့စာရေးဆရာအများအပြားနိုင်ငံရေးသမားတွေနဲ့အတူနှစ်ရှည်ထိမ့်သိမ်းခံခဲ့ရပါတယ်။အထိမ့်သိမ်းခံတွေတဲ့လက်ဝဲလက်ရနိုင်ငံရေးအုပ်စုတွေပါသလိုလူကြီးလူငယ်ဆုံးပါတယ်။ဒီထဲမှာစိန်ခင်မောင်ရီဗမော်တင်အောင်အထောက်တော်လှအောင်မြတန်းတင်နဲ့ဦးဝေဦးညွန်မြအောင်ပလားစားတဲ့နာမည်ကြီးစာရေးဆရာအက်ဒီတာနဲ့သတင်းစာဆရာတွေပါလာပြီးအရှိုးက1963မှာတောထဲကလက်နက်ကင်တွေနဲ့ငင်းကြမ်းရေးဆွေးနွေးပွဲပြတ်ပြီးနောက်အဖမ်းခံကြရတာဖြစ်ပါတယ်။အစာပိုင်းမှာတောထဲထည့်ထားပေမဲ့
နောက်ပိုင်းမှာအဲ့ဒီထဲကတချို့ကိုကိုကျွန်းပို့ပါတယ်အာနာသိန်းကစားမှာသတင်းထောက်တွေပုံမှန်9နဲ့အဖမ်းခံရတာများတဲ့အတွက်သတင်းလောကသားတွေအလုရှုပ်ကြတယ်လို့လဲကျေးမုံအက်ဒီတာချုပ်ဟောင်းဇဝနကဇဝနရဲ့ဇဝနစာအုပ်မှာရှိသားခဲ့ပါတယ်။နောက်အဖမ်းခံရသူတွေထဲမှာလက်ဝဲလက်ရနိုင်ငံရေးနဲ့ပတ်သက်သူတွေသာမကဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ကလေးတွေနဲ့ရင်းနှီးတဲ့အင်္ဂလိပ်လိုရေးတဲ့စာရေးဆရာတွေလည်းပါပါတယ်။ဗိုလ်ချုပ်တွေဝင်ကြီးတွေနဲ့ရင်းနှီးပြီးအမေရိကန်တရှိုးလို့ဆွဆွဲခံရတဲ့ Nation သတင်းစာပိုင်ရှင်ဦးလောယုံကို1963မှာတော်လှန်ရေးအစိုးရကဖမ်းဆီးပြီးနောက်နှစ်မှာသတင်းစာကိုရပ်စဲပါတယ်။တခါဗိုလ်ချုပ်အောင်ကြီးနဲ့ခင်မင်ပြီးတမူးတွေနဲ့ရှယ်ယာတွေထုတ်ခဲ့တဲ့ Guardian အင်္ဂလိပ်သတင်းစာပိုင်ရှင်ဦးစိန်ဝင်းဆိုရင်လည်းစာနယ်ဇင်းကောင်စီကိုတည်ထောင်ပြီးသတင်းစာတွေရဲ့ကဏ္ဍကိုထိန်းထားဖို့စ조사ပေမဲ့သူသတင်းစာပြည်သူပိုင်သိမ်းခံရကသူလည်းထိမ့်သိမ်းခံရပါတယ်။သူကိုပြင်သစ်ကမ္ဘာသတင်းစာအသင်းကနေပြီး1963မှာသတင်းလွတ်လပ်ခွင့်ရွှေကလောင်စုရှင်းမြင့်ခဲ့ပေမဲ့နောက်အနှစ်အစိတ်ကြာမှသွားယူနိုင်ပါတယ်။1969မှာဖြစ်ခဲ့တဲ့တရုတ်ဗမာအရေးအခင်းမှာတော့မန္တလေးကလူထုသတင်းစာကိုတရုတ်ဘက်သားဆိုပြီးဖြတ်ဖို့ចောင်းသားနဲ့အရက်သားတချို့စူးစမ်းခဲ့ပေမဲ့စစ်တပ်ကဟန်တာပါတယ်။မကြခင်ပဲလူထုသတင်းစာကိုရက်စဲပါတယ်။ရန်ကုန်လူထုတိုက်ခွဲကလူထုစိန်ဝင်းနဲ့တခြားအက်ဒီတာတွေကိုဖမ်းဆီးပြီးတချို့ကိုကိုကျွန်းပို့ပါတယ်။လူထုစိန်ဝင်းကို1983မှာပြန်လွတ်ပြီး1988မှာဒုတိယအကြိမ်ထိမ့်သိမ်းပါတယ်။ဗြိတိရှခင်မှာတစ်ကြိမ်ဦးနုခင်မှာ3ကြိမ်ထောက်ချခဲ့တဲ့လူထုဦးလာကိုတော့ဗိုလ်ချုပ်ကြီးအစိုးရကနေရာပေးဆက်ဆံခဲ့ပြီးမန္တလေးလာရင်ဇနီးနဲ့အတူခေါ်တွေ့တာတွေလုပ်ပါတယ်1988ကျမှတော်တဲ့ကတားလက်နဲ့ဆက်သွယ်လို့ဆိုပြီးဇနီးသားငယ်နဲ့အတူဖမ်းဆီးခဲ့ပါတယ်သတင်းကဏ္ဍရခင်များ1962နောက်ပိုင်းနိုင်ငံရေးပါတီတွေအသင်းအဖွဲ့တွေဖျက်ခံရသလိုစီးပွားရေးလုပ်ငန်းကြီးငယ်တွေလည်းပြည်သူပိုင်အသိမ်းခံရပါတယ်။ကျောင်းတွေဆေးရုံတွေနဲ့ဗန်တိုက်တွေလည်းဒီပြည်သူပိုင်လှိုင်းနဲ့မလွတ်ခဲ့ပါဘူး။သတင်းစာတိုက်တချို့ပြည်သူပိုင်စာမိသလိုတချို့လည်းအခွန်နှိပ်စက်လို့ရက်စဲကုန်ပါတယ်။စီးပွားရေးလုပ်ငန်းတွေပြပြပြီးကြော်ညာကားမရတာနဲ့သတင်းရေးကွက်မသားလို့ပြည်သက်ကသတင်းစာတွေကိုမဖတ်တော့တာဟာသတင်းစာတွေတည်ဆုံမှုရဲ့အကြောင်းရင်းမြစ်ဖြစ်တယ်လို့ဟန်တာဝတီဦးဝင်းတင်ကသုံးသပ်ပါတယ်။ဟန်တာဝတီမြမအလင်းမန်းခေရုဝတီစတဲ့သတင်းစာတချို့ကတော့အလုတ်သမားပိုင်အဖြစ်ပြောင်းထုတ်ပြီးနောက်ဆုံးမရက်တည်နိုင်တဲ့အခါကျမှရက်စဲကုန်တာရှိသလိုဟန်တာဝတီနဲ့မြမအလင်းလိုအစိုးရလက်ထိုးအပ်ရတာလည်းရှိပါတယ်။တချို့သတင်းစာတွေကတော့ပြည်သူပိုင်သိမ်းရင်နေတဲ့အဆောက်အအုံပါသိမ်းမှာဆိုလို့သတင်းစာကိုနေရာပြောင်းရိုက်ရတာတွေဖြစ်လာပါတယ်။အစိုးရကိုကြက်တသိန်းခွဲနဲ့ပေါင်ထားတာပြန်မရွေးနိုင်လို့ဆိုပြီးနေရှင်သတင်းစာတိုက်ကိုရှိတ်ပိတ်သိမ်းတာလဲ1964မှာဖြစ်ခဲ့ပါတယ်။ရန်ကုန်သတင်းစာပိုင်ရှင်မျိုးမမောင်ဟာဝါနီစာပရိပခနဲ့10နှစ်ကျော်ရေးဆိုင်ရပြီး1983မှာကွယ်လွန်ပြီးမှအခွန်လက်ကျန်ကြက်တသိန်းကိုမိသားစုကဆက်နိုင်ပါတယ်။နောက်မြန်မာပြည်မှာအဆက်ဆက်ထုတ်လာခဲ့ကြတဲ့အိန္ဒိယနဲ့တရုတ်သတင်းစာတွေလည်းဗိုလ်ချုပ်ကြီးနေဝင်းခင်မှာရှုံငိမ့်ကုန်ပါတယ်။အိန္ဒိယနဲ့တရုတ်လူမျိုးတွေကိုမြန်မာပြည်ကနှင်ထုတ်တာတွေဖြစ်လာချိန်မှာဒီသတင်းစာတွေရပ်တည်ဖို့ခက်လာပြီးပျောက်ကွယ်သွားကြတာဖြစ်ပါတယ်။နောက်ကရှင်ကရင်ရှင်းစားတဲ့လူမျိုးစုဘာသာတွေနဲ့ထုတ်တဲ့သတင်းစာတွေလည်းရက်စဲကုန်ပြီးမြန်မာနဲ့အင်္ဂလိပ်သတင်းစာနည်းနည်းပဲကျန်ခဲ့ပါတယ်။1962ကမြန်မာပြည်မှာထုတ်တဲ့ပုဂ္ဂလိကသတင်းစာအဆောင်40ရှိပြီး1982မှာအစိုးရသတင်းစာ9ဆောင်ပဲကျန်ခဲ့တယ်လို့ UPI ဥပဒန်းကမြန်မာနိုင်ငံသတင်းစာသမိုင်းမှာဖော်ပြပါတယ်။လောက်သားပြည်သူတို့အတွက်သတင်းစာလွတ်လပ်ခွင့်အာမခံနိုင်ဖို့သတင်းစာတွေကိုပြည်သူပိုင်လုပ်ရမယ်ဆိုပြီးတော်လှန်ရေးအစိုးရကဆိုရှယ်လစ်သတင်းစာတွေထုတ်ဖို့ရည်ရွယ်ခဲ့တယ်လို့လည်းဆိုပါတယ်။သတင်းစာတိုက်တွေကအလုသမားအခွင့်အရေးမပေးခြင်းလို့အကြောင်းပြပြီးပိတ်ပစ်တယ်လို့လည်းဥပဒန်းကဆွဆွဲပါတယ်။သတင်းစာတွေဟာစီးပွားရေးသမားနဲ့ပါတီတွေအကြိုက်လိုက်ရေးရလို့မလွတ်လပ်ဘူး။လောက်သားပြည်သူတွေဘက်ကမမတ်ရက်တည်ပေးမဲ့သတင်းစာတွေလိုတဲ့ဆိုပြီးအစိုးရသတင်းစာတွေထူထောင်တာကနေသတင်းစာလွတ်လပ်ခွင့်ရှုံငိမ့်ခဲ့တာဖြစ်ပါတယ်။ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးခေတ်ကလူထုသတင်းစာမှာစစ်ဗိုလ်တွေတရားဖွင့်အစည်းအဝေးတက်တဲ့သတင်းကလွယ်ပြီးဘာမှထူးထူးခြားခြားဖော်ပြလို့မရတဲ့အတွက်
သတင်းစာကိုရပ်ပစ်လိုက်ရှင်ပေမဲ့ကိုတဘောနဲ့ကိုရက်လို့မရကြောင်းညမိုးရှုံးမှအစိုးရအစည်းအဝေးမှတ်တမ်းတွေကိုလာပို့ခိုင်းတာမျိုးတွေကြုံရပြီးဖြတ်တောက်ထဲရင်လည်းမကြိုက်ဘူးလို့ငယ်ကကျွမ်းတဲ့ခင်မွန်းတဲ့လူထုဦးလာမှာလူထုတော်အမာကရေးခဲ့ပါတယ်။နောက်လူထုသတင်းစာပါကာတွန်းဝေးဖေရဲ့ရေတူမကာတွန်းတွေဟာစစ်တပ်ကလုပ်နေတဲ့မြမဆိုရှယ်လစ်လမ်းစဉ်ကိုလှောင်ပြောင်နေဆိုပြီးမန္တလေးနန်းတွင်တဲ့ကစစ်ဗိုလ်တွေကသတင်းစာကိုတတိပေးတဲ့အတွက်ကာတွန်းဆွဲတာရက်ခဲ့ရတယ်လို့ဝင်းဖေလွယ်ရဲ့အစီအစဉ်မှာဦးဝင်းဖေကရေးခဲ့ပါတယ်။နိုင်ငံရေးဝါဒအပြိုင်ဆိုင်ဖြစ်တဲ့စစ်အေးခေတ်ကမြမသတင်းစာလောကမှာလည်းရိုက်ခတ်ပါတယ်။လက်ဝဲလက်ရာနိုင်ငံတွေရဲ့ဩဇာခံသတင်းစာတွေပေါ်လာပြီးအပြိုင်အဆိုင်စည်းရုံးသလိုတရုတ်ဖြူနဲ့တရုတ်နေအိန္ဒိယနဲ့ပါကစ္စတန်ဟိန္ဒူနဲ့မွတ်စလင်စတဲ့နိုင်ငံရေးဘာသာရေးပေါ်အခြေခံစည်းရုံးတဲ့သတင်းစာတွေလည်းရှိတယ်လို့ဇဝနာကစာနယ်ဇင်းနဲ့နိုင်ငံရေးစာတမ်းမှာရေးပါတယ်။ဘိုးတထောင်သတင်းစာကဆိုဖီယက်ဘတ်သားဦးသိန်းဖေမြင့်နဲ့လူထုသတင်းစာကတရုတ်နီခိုင်းသူလူထုတော်အမာတို့ရဲ့ကလောင်စစ်ပွဲကိုတော့မန္တလေးကနဂါးကြီးကလည်းတစ်ဖက်သက်ရန်ကုန်ကဝုံးဝန်ကြီးကလည်းတစ်ဖက်သက်ပါလာဆိုပြီးဗိုလ်ချုပ်ကြီးနေဝင်ကညီးဘူးတယ်လို့တက္ကသိုလ်မြတ်သူကစာပေစာနယ်ဇင်းဘဝကြုံရသမျှမှာရေးပါတယ်။တောပြန်တဲ့သတင်းစာဗျူရိုဂရက်များ1980မှာမြို့မမောင်ရဲ့ရန်ကုန်သတင်းစာရက်စဲပြီးနောက်1988မိုးရင်းလပိုင်းကစပြီးအနှစ်40ကျော်မြန်မာနိုင်ငံမှာအစိုးရသတင်းစာပဲရှိခဲ့ပါတယ်။ဂျေးမွန်၊လောက်သား၊ဘူတထောင်၊မြမအလင်း၊ဂါရီယန်၊ Walking People Lady နဲ့မန္တလေးကဟန်တာဝတီဆိုပြီးအစိုးရအာဘော်သတင်းစာ9ဆောင်နဲ့နိုင်ငံကိုအုပ်ချုပ်ခဲ့တာပါ။ဒီထဲကဦးဝင်းတင်ရဲ့ဟန်တာဝတီသတင်းစာကိုတော့ပြည်သူဘက်ကသတင်းစာဆိုပြီးပြည်သူကရှစ်ကြတယ်။သတင်းစာလုပ်သားတွေကိုမန္တလေးလူထုကစောက်ရှောက်ကြတယ်ဆိုပြီးအဲ့ဒီမှာလုပ်ခဲ့တဲ့စာရေးဆရာမောင်ဝန်သားကရေးခဲ့ပါတယ်။ဒီလိုပြည်သူပိုင်သိမ်းရမှာတွက်လက်တဲ့ကြေးမုံတည်ငြိမ်တဲ့မြမအလင်းနဲ့ဟန်တာဝတီအစိုးရရဲ့ဗန်းပြသတင်းစာလုပ်သားဆိုပြီးခွဲခြားထုတ်ခဲ့ပေမဲ့ရင်းမြစ်တစ်ခုတည်းကလာတဲ့သတင်းတွေကိုထည့်သွင်းနေရတဲ့အတွက်ကွန်မြူနစ်နိုင်ငံကသတင်းစာတွေလိုပဲသတင်းစာအလုံးတလီတဲ့ထွက်ခဲ့တဲ့ခေတ်ဖြစ်ပါတယ်။အစိုးရသတင်းစာတွေထုတ်စာမှာနာမည်ကြီးအယက်သားသတင်းစာတွေကိုစီယုံပြီးအုပ်ချုပ်စေပါတယ်။1963မှာတည်ထောင်တဲ့စစ်တပ်ခေတ်ပထမဆုံးနိုင်ငံပိုင်သတင်းစာလုပ်သားပြည်သူနေစဉ်ရဲ့အက်ဒီတာချုပ်အဖြစ်လူထုသတင်းစာအက်ဒီတာချုပ်ဟာဆရာကြီးရွှေဦးတောင်ကိုမန္တလေးကပြင်စေပါတယ်။လူထုတော်အမာနဲ့ဥဝင်းတင်စားတဲ့သတင်းလောကသားတွေကန့်ကွက်တဲ့ကြားကဆရာကြီးရွှေဦးတောင်ကလက်ခံလုပ်ခဲ့ပေမဲ့နောက်ပိုင်းအဆင်မပြေတာတွေဖြစ်လာပါတယ်။အလားတူပဲလုပ်သားအင်္ဂလိပ်ပိုင်းအတွက်ဦးခင်မောင်လက်နဲ့စာရေးဆရာမဒေါခင်မျိုးချစ်ကိုအက်ဒီတာခန့်ခဲ့ပေမဲ့သတင်းစီစစ်ဖြတ်တောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်ကြားရေးဝန်ကြီးနဲ့အဆင်မပြေဖြစ်တာကနေနှုတ်ထွက်ခဲ့ကြပါတယ်။ဘိုးတထောင်အက်ဒီတာချုပ်ဦးသိန်းဖေမြင့်ကိုတော့အာနာသိစ္စကလေးကတော်လှန်ရေးကောင်စီဘက်ကလက်တွဲလုပ်ဖို့ကမ်းလှမ်းပါတယ်။အရှုံးပေါ်နေတဲ့သူသတင်းစာကိုပါစစ်တပ်ကပြည်သူပိုင်သိမ်းပြီးကဲတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့တမရမုတ်ဆိုးဖို့လိုစောင်းပါးတွေကြောင့်ဦးနေဝင်းနဲ့သူအစီမကပ်ဖြစ်ပြီးသတင်းစာမှာရေးတဲ့သူစောင်းပါးတွေပယ်ရှားခံရပါတယ်။မြန်မာပြည်မှာစောင်းရည်အများဆုံးဖြစ်တဲ့ကြေးမုံကိုသိမ်းပြီးနောက်အောင်ပလာဇဝနာနဲ့ဦးဝင်းတင်စားတဲ့လူဟောင်းတွေကိုစက်စီမံအုပ်ချုပ်စေပေမဲ့စစ်ဗိုလ်တွေဝင်ဆွတ်ဖက်တဲ့အတွက်လှုပ်ရှင်တဲ့စိတ်ပြောက်ရတယ်လို့ဦးဝင်းတင်ကခေဝင်ကိုထန်းခစ်လန်းကိုရှောင်မှရေးပါတယ်။တခြားဘက်မှာတော့ယာဒူးအစင်းစင်းကစစ်အရာရှိတွေသတင်းစာတိုက်တွေကိုဝင်ဆွတ်ဖက်လာသလိုတံပြောတောပြန်လို့ခေါ်တဲ့လက်နက်ရှာကွန်မြူနစ်နဲ့ပြည်သူရဲဘော်ဟောင်းတွေသတင်းစာတိုက်တွေမှာမိုးကြအက်ဒီတာတွေဖြစ်လာကြပါတယ်။အာနာသိမ့်ပြီးမှတောထဲကပြန်လာတဲ့ဘာကပအောက်ဗမာပြည်တိုင်းမူဘိုလာမြိုင်ကိုလုံသားအက်ဒီတာခန့်ကအလန်နီဘိုထိန်လင်းနဲ့ပြည်သူရဲဘော်ဘိုထိန်လင်းတို့လည်းဘိုးတထောင်အက်ဒီတာချုပ်တွေဖြစ်လာပါတယ်။တခင်လှကွန်ဦးတန်းစောစားတဲ့ကွန်မြူနစ်လူထွက်တွေကိုတိုက်ခန်းတဲ့ကားတွေပြီးသတင်းစာအက်ဒီတာတွေခန့်ပြီးစစ်အစိုးရကသူ့ကောင်းပြုခဲ့တာဖြစ်ပါတယ်။ KNU ကလက်နက်ရှာလာတဲ့ဗဒိုဝီကြီးကျော်လည်းလောက်သားအင်္ဂလိပ်ပိုင်းမှာအက်ဒီတာဖြစ်လာခဲ့ပါတယ်။နောက်ဝန်ထမ်းဖြစ်လာတဲ့သတင်းစာသမားတွေအရှင်းရှင်းကာအိမ်စားတဲ့ခန်းစားခွင့်ကိစ္စတွေပြိုင်ဆိုင်တာတွေရှိလာပါတယ်။ဇဝနာကမာစတာကတကားလေးပေါက်ပါတာရတဲ့အခါတကားနှစ်ပေါက်ပါတာပဲရတဲ့ဆရာကြီးရွှေဦးတောင်ကသတင်းစာဆောင်ပါရေးပြီးမကျေနပ်တာဖွင့်အံတလို့
ဇဝနကားနှစ်စီးရတဲ့အခါမှာလည်းလူမုန်းပိုများလာတယ်လို့သိရပါတယ်။အစိုးရသတင်းစာလောကမှာကျောင်းဟောင်းလို့ခေါ်တဲ့ပုဂ္ဂလိကသတင်းစာဘက်ကလာတဲ့သူတွေတောပြန်တွေနဲ့စစ်ပိုးတွေဆိုပြီးဂိုင်းခွဲလာရမှာကျောင်းဟောင်းတွေကိုတောပြန်တွေဘက်ကတိုင်စာပို့တာတွေဖြစ်လာသလိုကျောင်းဟောင်းအရှင်းရှင်းတိုင်တာတွေလည်းကြုံရတယ်ဆိုပြီးအောင်ပလခေါ်ကြေးမုံဦးတောင်းကဘလူးရိုးရွာစာအုပ်မှာရေးပါတယ်။အစိုးရအလိုကျရေးရတဲ့သတင်းသမားတွေကိုပြည်သက်ကမုံတီးရှုံချတာတွေလည်းရှိလာပြီးဘူတထောင်တိုက်ရှိမှာဘာကာတာပတ်သားចောင်းသားတွေဆန္ဒပြမိရှို့တာဇဝနတိုက်ခန်းရွှေမှာအခေါင်းလာပို့တာတွေဖြစ်ခဲ့တယ်လို့တက္ကသိုလ်မြတ်သူကရေးပါတယ်။ပုဂ္ဂလိကသတင်းစာအများအပြားရက်စဲကုန်တဲ့အတွက်ကလောင်သွေးလိုတဲ့သတင်းလောကထဲဝင်လိုသူတွေဟာအစိုးရသတင်းစာတွေထဲပဲဝင်ရတာတွေလည်းဖြစ်လာပါတယ်။ဒါကြောင့်နိုင်ငံရေးလှုပ်ရှားမှုရှိခဲ့တဲ့မောင်ဝန်သားဦးစိန်လာဦးစသူတွေအစိုးရအလုပ်ထဲရောက်လာပါတယ်။1988နောက်ပိုင်းမှာတော့သူတို့တွေကတချို့နိုင်ငံရေးလောကကိုပြန်ရောက်သွားကြပါတယ်။နိုင်ငံတော်ပုံကန်တဲ့စာနယ်ဇင်းဆရာများနောက်ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ဦးလောယောရန်ကုန်ဘဆွေအောင်ပလနိုင်ဝင်းစေစားတဲ့သတင်းသမားနဲ့စာရေးဆရာတွေပြည်ပကိုထွက်ပြီးအစိုးရကိုစန့်ကျင်တိုက်ခိုက်တာရေးသားတာတွေလည်းရှိခဲ့ပါတယ်။ဦးလောယုံဟာဗိုလ်ချုပ်ကြီးနေဝင်းနဲ့ဇနီးဒေါ်ခင်မီတန်းတို့နဲ့လူချင်းရင်းနှီးပေမဲ့ဦးနုနဲ့ပေါင်းပြီးတပုံထားတဲ့စီမံကိန်းမှာပါခဲ့တယ်လို့သမီးဝင်ဒီလောယုံကတေမြေကြီးရှင်ရွှေထီးစာအုပ်မှာရေးပါတယ်။အမေရိကန်ကိုဦးနုနဲ့သွားပြီးတထွေးဒီစီကအလိုခံတယ်လို့ CIA ထောက်လိုင်းရေးဟောင်းနေနဲ့ရှိတ်ဆက်ပြီးဦးလောယုံအကူအညီတောင်းပါတယ်။တကယ်တမ်းတော်တဲ့ရောက်တော်လန်ရေးစချိန်မှာတော့ဦးလောယုံထင်တလောက်မပေါက်ပဲအမေရိကန်ထွက်သွားပြီးပြည်ပြေးဘဝနဲ့ညီကုန်းရှုပ်ခဲ့ရပါတယ်။ဗိုလ်မှူးချုပ်အောင်ကြီးဗိုလ်မှူးချုပ်မောင်မောင်စားတဲ့ဆိုရှယ်လစ်ဗိုလ်ချုပ်များနဲ့ရင်းနှီးတဲ့စာရေးဆရာရန်ကုန်ဘဆွေကတော့အိမ်ဆောင်အစိုးရခင်မှာမင်းသားကိုကြီးကောင်းပြဆက်နဲ့ဦးနုကိုတိုက်ခိုက်ခဲ့ပေမဲ့1962နောက်ပိုင်းမှာတော့ရွှေဝါပြည်ဝတ္ထုမှာဗိုလ်ချုပ်ကြီးနေဝင်းကိုတွေ့ဝရေးလို့ဆိုပြီးစာအုပ်အသိမ်းခံရပါတယ်။နောက်ပိုင်းမှာတော့သူကိုယ်တိုင်ဦးနုနောက်လိုက်တော့ခိုပြီးလူငင်းရှမ်းသာခွေကျင်ညာပြီးမှပြန်လာခဲ့ပါတယ်။အလန်နီသခင်ဆိုးနဲ့ရင်းနှီးတဲ့အောင်ပလခေါ်ကြေးမုံဦးတောင်းကတော့အာနာမသိမ့်ခင်မှာရှမ်းရှမ်းတောက်ခဲ့တဲ့ကြေးမုံသတင်းစာကိုတူထောင်သူဖြစ်ပါတယ်။အာနာသိမ့်ပြီးနောက်သူလည်းအဖမ်းခံရသလိုသတင်းစာလည်းပြည်သူပိုင်အသိမ်းခံရပါတယ်။ထောင်ကပြန်လွတ်လာပြီးနောက်ဗိုလ်ချုပ်ကြီးနေဝင်းကသူ့ကိုသတင်းစာဘက်မှာပြန်နေရပေးပေမဲ့နောက်ပိုင်းအစင်မပြေပဲအမေရိကန်ကိုထွက်သွားခဲ့ပါတယ်။အမေရိကန်မှာဦးနေဝင်းအစိုးရကိုဝေဖန်ရေးသားလို့အမျက်တော်ရှာခံခဲ့ရတဲ့အတွက်ပြန်မလာနိုင်တော့ပဲပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ပူးပေါင်းသွားခဲ့ပါတယ်။သတင်းထောက်ဆန်ရခေါ်ပီဂျီစိုးမင်းကတော့1986မှာဂျာမနီကိုထွက်ပြေးပြီးအဲ့ဒီမှာပဲကွယ်လွန်သွားခဲ့ပါတယ်။သတင်းသမားနဲ့လူငယ်ရဲ့1988မှာတက်ကတတိယအကျော်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးနဲ့ဆက်နွယ်တဲ့စာရေးဆရာသတင်းသမားတွေအများအပြားဖမ်းဆီးခံရပြန်ပါတယ်။ဒီထဲကဟန်တာဝတီသတင်းစာတိုက်ပိတ်ပြီးအလုံနာခံခဲ့ရတဲ့ဦးဝင်းတင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာတက်သည့်ပညာရှင်အစုကပါဝင်လာခဲ့ပါတယ်။သူနဲ့တခြားစာရေးဆရာရှေ့နေနဲ့အမှုပညာရှင်တွေကိုကုမျိုးနစ်တွေဆိုပြီးဦးအောင်ကြီးနဲ့နဝတအစိုးရဘက်ကဆွဆွဲလာသလိုဖမ်းဆီးထောင်ချခံရပါတယ်။ဒီလိုထောင်ချခံရတဲ့သူနဲ့ဆက်ဆက်နဲ့တာယာဝတီကို1997မှာပြင်သစ်ကရွှေကလောင်စုရှင်းမြင်ခဲ့ပါတယ်။ဦးဝင်းတင်ရဲ့ထောင်သက်တမ်း19နှစ်အတွေ့အကြုံကိုတော့ဘာလဲဟဲ့လူငယ်ရဲ့စာအုပ်မှာသူကိုယ်တိုင်မှတ်တမ်းတင်ခဲ့ပါတယ်။နိုင်ငံတော်ကိုအန္တရာယ်ဖြစ်စေတဲ့သတင်းအချက်အလက်ဖြန့်ချီမှုနဲ့အဖမ်းခံရတဲ့ဆက်ဆက်နဲ့တာယာဝတီကတော့ထောင်ထဲမှာ9နှစ်နေခဲ့ရပါတယ်။တကယ်ကစာရေးဆရာမတော်ဆန်းဆန်းနွဲဟာပြည်သူပိုင်သတင်းစာခေတ်ကသတင်းထောက်ဟောင်းဖြစ်ပါတယ်။သူလိုပဲမြမအလင်းအက်ဒီတာဟောင်းဦးတင်ထွန်းအောင်နဲ့မောင်ဝန်သားဟန်တာဝတီဦးအောင်ကြိုင်လေးဘူတထောင်အက်ဒီတာဟောင်းဦးစိန်လှဦးတို့ဟာလည်း NLD ကအရွေးခံပြီးအမတ်ဖြစ်ခဲ့ကြကထောင်နဲ့အိမ်ဦးချမ်းပြင်ဖြစ်ခဲ့ကြပါတယ်။ဒီလိုဖန်စီထိမ့်သိမ့်မှုတွေနဲ့အတူစာရေးဆရာမောင်တော်ကနဲ့တခြားသတင်းသမားတွေထောင်ထဲမှာတိတ်ဆုံးတာတွေလည်းဖြစ်ခဲ့ပါတယ်။ဝါရင်သတင်းသမားတွေအပြင်အပျော်တမ်းသတင်းထောက်တွေက BBC ကိုသတင်းပို့တဲ့ရှေ့နေဦးနေမင်းကိုလည်းဖမ်းဆီးပြီးထောင်နှစ်ရှည်ရှာခဲ့ပါတယ်။ဒီလိုသတင်းထောက်တွေကိုရန်သူတပ်ဖွဲ့ထိန်းချုပ်ဖိနှိပ်မှုတွေအနှစ်50လောက်လုပ်ခဲ့ပေမဲ့
သတင်းမျိုးဆက်ကပြတ်မသွားပဲစစ်အစိုးရထိန်းချုပ်မှုနည်းနည်းရော့ရင်ရော့တယ်လို့မီဒီယာတွေဘက်ကတွေးတိုးစမ်းပြီးရှက်ထွင်ခဲ့ကြပါတယ်1980ပတ်ဝန်းကျင်ကလည်းဂျာနယ်တွေထုတ်ခွင့်ပြုလို့အိုးဝေရွှေတူရှူတောက်နဲ့သတင်းဂျာနယ်တွေလူကြိုက်များခဲ့ပြီးပြန်ရုပ်သိမ်းခံခဲ့ရပါတယ်1990ကျော်မှာတော့ဒနာမြမဒနာစတဲ့စီးပွားရေးမဂ္ဂဇင်းတွေနဲ့သတင်းဂျာနယ်တွေပေါ်ထွက်လာပါတယ်ပုဂ္ဂလိကစာဆောင်ဆိုလို့ဝိထုနဲ့ဘာသာရေးမဂ္ဂဇင်းတွေသာကြံခဲ့တဲ့ဥနေဝင်းခေတ်နဲ့မတူပဲဈေးကွက်စီးပွားရေးခေတ်ရဲ့ပြရုပ်အဖြစ်စာနယ်ဇင်းတချို့ကိုခွင့်ပြုပေးတာဖြစ်ပါတယ်ဒါပေမဲ့လည်းငွေမင်တုတ်တယ်ဆုတ်ဖြဲတယ်ဆိုတဲ့စာရှိုးနဲ့အညီစာပေစီစစ်ဖြတ်တောက်မှုတွေကတော့အရင်အတိုင်းတင်းတင်းကြပ်ကြပ်ကြံရစ်ပါတယ်စစ်ဗိုလ်ချုပ်တွေရဲ့မိသားစုတွေနဲ့အဆွဲအပွားတွေရှုပ်ကိုင်တဲ့စာဆောင်တွေလည်းရှိလာပါတယ်2010နောက်ပိုင်းမှာပုဂ္ဂလိကသတင်းစာတချို့ပေါ်ထွက်လာခဲ့ပြီးအခက်အခဲကြားကတိုးထွက်ခဲ့ရပေမဲ့ကြန့်ခိုင်ရေးနဲ့ NLD အစိုးရနှစ်ဆက်ဘက်ကစက်ကူနဲ့တခြားထိရောက်တဲ့အကူအညီတွေမပေးသလိုအစိုးရသတင်းစာတွေမရက်ပဲဆက်ထုတ်နေခဲ့ပါတယ်ဒါကြောင့်2021အာဏာသိမ်းပြီးနောက်ပိုင်းအစိုးရသတင်းစာတွေငကိုအတိုင်းတက်ကပြန်ထုတ်သုံးလာတာဟာဗိုလ်ချုပ်ကြီးနေဝင်းခေတ်တကြောပြန်လာတာဖြစ်ပြီးမီဒီယာလွတ်လပ်ခွင့်ပြန်ဆုတ်သွားတာသာဖြစ်တယ်လို့ဝေဖန်ကြတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကအင်တာနက်မီဒီယာကိုစ조사ပိတ်ဆို့နေပေမဲ့တရုတ်ပြည်လိုထင်တိုင်းမပေါက်သေးတဲ့အတွက်ကြံနေသေးတဲ့အွန်လိုင်းစာဆောင်တွေသတင်းဌာနတွေကစစ်ကောင်စီကိုဝေဖန်တာတွေဆက်လုပ်နေနိုင်ပါသေးတယ်။ဒီတက်ချက်ကတော့1960 1988စစ်တပ်ခေတ်တွေနဲ့မတူပဲသတင်းစီစဉ်မှုကိုတက်ကထင်သလိုထိန်းလို့မရနိုင်တာကိုပြနေပါတယ်။ပြည်တွင်းမငြိမ်မသက်တာတွေကိုတက်ကထိန်းသွားနိုင်ရင်တော့အရင်လိုစစ်တပ်လိုလာတဲ့သတင်းသမားတွေပေါ်လာမလား။တက်ကလုံးဝထိန်းထားနိုင်တဲ့အင်တာနက်ခေတ်ရောက်ပြီးဒီမိုကရေစီကြရှုံးလေမလားပူပန်စရာတွေရှိနေပါတယ်။